မင်္ဂလာပါကျွန်တော်ကတော့ Sketch by Mario က Creator Mario ပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတော့ဒီကအကို Naruto တောင်းဆိုထားတဲ့ကျွန်တော်တို့ရဲ့ဇက်လိုက်ကြီး Naruto ပုံဆွဲရင်းနဲ့ Naruto anime အကြောင်းလူသိမ့်မသိတဲ့အချက်တချို့ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမချက်ကတော့အားလုံးနီးပါးသိကြတဲ့ Naruto ရဲ့စာရေးဆရာပဲ့ကန်ရှင်ကတော့ Kishimoto ဖြစ်ပါတယ် Kishimoto က Naruto manga ကိုစရေးဖို့စဉ်းစားတော့ကNaruto ကိုစပိုမူးလုပ်နေတဲ့မြေခွေးဝိညာဉ်အဖြစ်ရေးဖို့စီစဉ်ခဲ့တာပါဟုတ်ပါတယ်ကျွန်တော်တို့စပိုမူး Naruto ကိုတွေ့ရတော့မလို့ဖြစ်ခဲ့တာပါဒါပေမဲ့သူ concept တွေစဉ်းစားရင်းနဲ့ပဲနောက်ဆုံးမှာတော့ ninja တွေ shinobi တွေနဲ့ပဲဇက်လန်းကိုတိဆောက်ဖြစ်ခဲ့ပါတယ်နောက်ဒုတိယချက်ကတော့ Uchiha Sasuke ဟာ Kishimoto ရဲ့မူလဇက်ကြောင်းမှာမပါဝင်ခဲ့ပါဘူးဒါပေမဲ့ editor တွေကNaruto ရဲ့ငယ်ဘဝဇာတ်ကြောင်းမှာပြိုင်ပတ်တက်ရောက်ထည့်လိုက်ရင်ပိုစိတ်ဝင်စားစရာကောင်းမယ်ဆိုတဲ့အကြံပေးချက်ကြောင့် Sasuke ကိုထည့်ပစ်ခဲ့တာပါဟုတ်ပါတယ်ကျွန်တော်တို့ Naruto ရဲ့ first kiss မြင်ကွင်းလေးကိုမမြင်ရတော့မလို့ဖြစ်ခဲ့တာပါတတိယချက်ကတော့ကျွန်တော်တို့ရဲ့ copy ninja ကြီး Kakashi ကို main character ဇက်ကောင်အနေနဲ့ထည့်သွင်းစဉ်းစားခဲ့ပါသေးတယ် Kishimoto က Naruto အစား Kakashi ကိုအဓိကဇက်ကောင်လုပ်ခဲ့တော့မလို့ပါသူကပို့ပြီးတော့ရင့်ကျက်ပြီးတော့ပို့ပြီးတော့ scale မြင့်တဲ့main character တယောက်ကိုဖန်တီးခြင်းခဲ့တာပါဒါပေမဲ့မလုပ်ဖြစ်ခဲ့ပါဘူးနောက်ချက်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့အစိမ်းရောင်ကောင်လေး Rock Lee ကို Bruce Lee ကနေ inspire ယူထားတာပါဒါကတော့တော်တော်များများသိကြပါတယ် Rock Lee ရဲ့တိုက်ခိုက်ပုံတွေကိုလည်းအပြင်မှာတကယ်ရှိတဲ့တိုင်းပညာတွေကိုအခြေခံထားတာပါသူ့ကိုဖန်တီးရတဲ့ရည်ရွယ်ချက်ကတော့ဘာစွမ်းရည်ဘာပါရမီမှပါမလာလဲစူးစမ်းမှုတစ်ခုတည်းနဲ့သူများတန်းတူရင်မောင်တန်းနိုင်တယ်ဆိုတဲ့ message လေးကိုပေးခြင်းလို့ပါနောက်ဆုံးအချက်အနေနဲ့ကတော့ Naruto ကို Hinata နဲ့တွဲဖက်ပေးဖို့အစီအစဉ်မရှိခဲ့ပါဘူး Kishimoto ကသူ့ရဲ့ဇနီးနဲ့ Naruto fan တွေရဲ့လွှမ်းမိုးမှုကြောင့်နောက်ဆုံးမှာတော့ Naruto ကို Hinata နဲ့ပဲတွဲဖက်ပေးခဲ့ပါတယ်ဟုတ်ပါတယ် Kishimoto ကလည်းမာယာကစရင်ဝင်ပါပဲကျွန်တော်အခုပြောပြပေးသွားတာကတော့ Naruto Shippuden အကြောင်းလူသိမ့်မသိတဲ့အချက်လေးတွေပဲဖြစ်ပါတယ် comment ထဲမှာလည်းကိုနှစ်သက်တဲ့anime ပဲဖြစ်ဖြစ်ဆွဲပေးစေခြင်းနဲ့ဇက်ကောင်နဲ့သူ့ရဲ့အကြောင်းကိုတောင်းဆိုခဲ့လို့ရပါတယ်ခင်ဗျ